ဖယားလူစေတနာသုံးပါးကိုဦးထိတ်ထားကဖယားတပည့်ကိုရှိခိုးလျက်ပါမြတ်သောစုပိတနာရောအင်းကြီးရမန်ဘဝနိဗ္ဗာန်ဘုံကိုခိုးလူခဲ့ပါသည်ဒုက္ခပူမိငြိမ်းမှုရာဖယားမတပါအာကိုရမမည်ရှိချသက်စီပန်းသက်စီကိုတပည့်တော်လူဓမ္မဤအတူမရှိတော်မူနီးမြတ်စွာမစီမကျင်မပြေပိတ်ဖို့စုံလုံးကံလိုဘဝမောင်ခဲ့ရှာဥပါဒံကြောင့်ဥပနောင်တာအရှောင်ရောင်အမမဖယားကိုမတွေ့တရားကိုမိကမာယာအတွေ့တဘာဝဘူးမှာတဏှာတလိယာကထုံးစွာတောက်လီငါမပြေနိုင်မှာစားငန်းရည်နဲ့ပုံပြဥပမာမာယာနုနဲ့မာတဏှာဘုံတကွေကံကြမ္မာမကုန်ဘူးနေ၍အိုးအဖန်တရားဆုံးတွေ့မိကမူကမာယာနိုင်ငံရဲ့တိုင်းမွေကြမှာမရှာလီပေါ်အမောင်တနာပြေပါဝေပြေပါလွတ်ရလို့ကြောင်းဒီအောင်မှုချာဒုက္ခပူမိငြိမ်းမှုရာဖယားမတပါအာကိုရမမည်ရှိချသက်စီပန်းသက်စီကိုတပည့်တော်လူဓမ္မဤအတူမရှိတော်မူနီးမြတ်စွာဩဃာတပါဖယားလူစေတနာသုံးပါးကိုဦးထိတ်ထားကဖယားတပည့်ကိုရှိခိုးလျက်ပါမြတ်သောစုပိတနာရောအင်းကြီးရမန်ဘဝနိဗ္ဗာန်ဘုံကိုခိုးလူခဲ့ပါသည်ဒုက္ခပူမိငြိမ်းမှုရာဖယားမတပါအာကိုရမမည်ရှိချသက်စီပန်းသက်စီကိုတပည့်တော်လူဓမ္မဤအတူမရှိတော်မူနီးမြတ်စွာမစီမကျင်မပြေပိတ်ဖို့စုံလုံးကံလိုဘဝမောင်ခဲ့ရှာဥပါဒံကြောင့်ဥပနောင်တာအရှောင်ရောင်အမမဖယားကိုမတွေ့တရားကိုမိကမာယာအတွေ့တဘာဝဘူးမှာတဏှာတလိယာကထုံးစွာတောက်လီငါမပြေနိုင်မှာစားငန်းရည်နဲ့ပုံပြဥပမာမာယာနုနဲ့မာတဏှာဘုံတကွေကံကြမ္မာမကုန်ဘူးနေ၍အိုးအဖန်တရားဆုံးတွေ့မိကမူကမာယာနိုင်ငံရဲ့တိုင်းမွေကြမှာမရှာလီပေါ်အမောင်တနာပြေပါဝေပြေပါလွတ်ရလို့ကြောင်းဒီအောင်မှုချာဒုက္ခပူမိငြိမ်းမှုရာဖယားမတပါအာကိုရမမည်
ရေချမ်းသက်စီပန်းသက်စီကိုတပည့်တော်လူတန်းပါ၏အတူမရှိတော့မူနီမြတ်စွာ